လမ်းလျှောက်တဲ့ချန်သွားမဲ့သူတွေနဲ့ရေကစားမဲ့သူတွေယခုဗီဒီယိုကိုအဆုံးထိကြည့်ပြအောင်ကြည့်ပါပြင်ပရာသီဥတုအပူချိန်ဟာအရန်ပြင်းထန်လာပြီဆိုတော့အပူရှက်တာတွေနဲ့အပူကြောင့်နှုံးတာတွေဟာအခုရက်ပိုင်းမှာဇက်တိုက်ဖြစ်လာတာကိုတွေ့ရပါတယ်အဲ့အတွက်သတိထားနိုင်အောင်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်အခုတချင်ရက်ဒီမှာအပူချိန်ဟာတဖြည်းဖြည်းမြင့်တက်လာရုံနဲ့မကဘူးလူပေါင်းများစွာရဲ့အသက်ကိုဆုံးရှုံးစေနိုင်တဲ့ silent killer အနေနဲ့ပါဖြစ်လာပါတယ်အဲ့တော့ဒီအပူရှက်တာနဲ့အပူကြောင့်နှုံးတာဟာခွဲသိဖို့ရေဖြစ်လာခဲ့လို့ရှိရင်ဒီဘယ်လိုမျိုးကုသပေးရမလဲဘယ်လိုမျိုးအသက်ကြီးရမလဲဆိုတဲ့အကြောင်းလေးကိုရှင်းရှင်းလင်းလင်းသိအောင်လို့ပြောပြပေးပါမယ်အပူရှက်တယ်ဆိုရဲ heat stroke နဲ့အပူကြောင့်နှုံးနေဆိုရဲ heat exhaustion ဟာမတူပါဘူးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်အပူကြောင့်နှုံးနေဆိုတာကတော့တိတ်အရေးမကြီးဘူးပေါ့နော်အပူရှက်တာကတော့ပို့ပြီးတော့အရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်အပူကြောင့်နှုံးတာအကစားတဲ့သမားတွေမှာအဖြစ်များပြီးတော့ချွေးတွေအလွန်အမင်းထွက်မယ်နှုံးမယ်နားလိုက်ပြန်ကောင်းသွားမယ်ပေါ့နော်အပူရှက်တယ်လို့ခေါ်တဲ့ heat stroke မှာကြတော့ချွေးလုံးဝမထွက်တော့ဘူး confusion လို့ခေါ်တဲ့စိတ်တွေရှုပ်ထွေးလာမယ်အပူချိန်က40 degree centigrade အထက်ဖြစ်မယ်အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်တော့အရေးပေါ်အခြေအနေပဲဖြစ်ပါတယ်အရင်ရေးကြည့်ပါတယ် heat stroke ကဘာကြောင့်အရေးကြီးတာလဲနောက်ပြီးတော့ဘာကြောင့်အသက်ဆုံးရှုံးနိုင်တာလဲဆိုလို့ရှိရင်အချိန်မီမကုသလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရေဓာတ်နဲ့ဓာတ်စားဓာတ်တွေဆုံးရှုံးမယ်အဲ့ဒီနောက်ပိုင်းမှာသွေးတွေကပြစ်လာပြီးသွေးစီးဆင်းတာတွေနှေးသွားပြီးတော့နှလုံးစီးချက်တွေမမှန်တော့ဘူးနှလုံးညင်အားပါကျလာမယ်ဒါအပြင်မှာအုံနောက်တို့အသေးတို့သွေးစီးဆင်းမှုဟာနည်းသွားတဲ့အတွက်ကြောင့်မလို့ multiple organ failure နဲ့အသက်ဆုံးရှုံးနိုင်ပါတယ်အပူရှက်လူနာကိုတွေ့ရင်ဆေးရုံတန်းပြီးပို့မှာလားဒါမှမဟုတ်ရင်အရေးပေါ်ပြုစုကုသပေးမှာလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့အပူရှက်လူနာကိုအရေးပေါ်ကုသနေရတော့အမြန်ဆုံးရေခဲရေစတဲကိုစိန်လိုက်တာအထီရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်နောက်တစ်ခုလုပ်လို့ရတာကတော့ရေအေးဖျန်းတာတို့ရက်ခတ်ပေးတာမျိုးတို့ခန္ဓာကိုယ်မှာရှိတဲ့အဝတ်စားတွေအပေါ်ဓာတ်တွေအကုန်ချွတ်ပစ်တာတို့စီလိုင်းအေးလေးချိတ်ပေးတာတို့ရေခဲရေတိုက်တာတို့စတာတွေကိုလုပ်ပေးတဲ့အားဖြင့်လူတယောက်ရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်ဒီနေရာမှာအထူးသတိပြုရမယ့်အချက်ကရေဆိုဝတ်ကိုခန္ဓာကိုယ်ကိုပတ်လို့လုံးဝမရပါဘူးတကယ်လို့ပတ်လိုက်လို့ရှိရင်အပူကပစ္စည်းသဘောမျိုးနဲ့ဖြစ်သွားပြီးတော့အငွေ့ပြန်ပြီးတော့အပူထွက်တဲ့ process ကမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မလို့အပူချိန်ကလုံးဝမကျပဲနဲ့ပိုဆိုးလာနိုင်ပါတယ်နောက်တစ်သတိပြုရမယ့်အချက်တစ်ချက်ကတော့ရေခဲရေစိမ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဆိုပေမဲ့အသက်ကြီးတဲ့သူတွေနဲ့ကလေးငယ်တွေမှာတော့အခက်အခဲရှိနိုင်တဲ့အတွက်ကြောင့်မလို့ရေအေးဖျန်းတာတို့အပေါ်ဓာတ်ဝတ်စားတွေချွတ်ပစ်တာတို့စီလိုင်းအေးလေးချိတ်တာတို့ရေခဲရေတိုက်တာတို့စတဲ့နည်းလမ်းတွေကိုရွေးချယ်သင့်ပါတယ်အခုဗီဒီယိုလေးကိုလမ်းလျှောက်တဲ့ချန်သွားမယ်ရေကစားမယ်တငယ်ချင်းတယောက်ကိုပြောပြပေးဦးနော်ပျော်ရွှင်စရာကောင်းတဲ့မြန်မာတချန်နှစ်သက်ကိုအခါသမယလေးဖြစ်ပါစေလို့ကျမဒေါက်တာဂျူဝဲမြန်မာကနေဆုတောင်းပေးလိုက်ရပါတယ်ရှင်